စမယ်ပန်းစပေအော်နားလည်းမပေါ်ခိုက်ဟာမှုခံဖြစ်အောင်ကုန်းရတယ်ထွေးညိုလေးရဲ့ကိုယ်တူတာဆွဲဆန်းလို့မရတယ်တချင်းလေးတင်းကြီးကြီးဖြင့်ကာကျုပ်တကြီးရေဝင်ဦးပျော်နေသည်ဆိုသူ့လက်ထက်နေမီတချို့ပြင်ရခဲ့လို့ကိုပြောမဲ့တာပြောတာမမရရအဘသမရကာကျုပ်ကြီးဦးမင်းအောင်လိုက်တရားတက်ချုပ်ကြီးယာဒူးမအနာယူကြမ်းပေရမ်းပေဆိုတဲ့ OTS ဆင်းရဲဝင်ဦးကိုကာကျုပ်ကြီးခန့်ပလိုက်တဲ့အချိန်မှာတက်ချစ်သူတတ်ထောက်ခံသူများကလည်းပျော်ခဲ့ကြတာပဲအရင်အဖဦးမင်းအောင်လိုက်ကြီးကတအားပျော်တာကိုအကြောင်းမသိတဲ့ဗဒတ်တွေကတော့ဒီကာကျုပ်ကြီးအပြောင်းလဲချဘာမှသိစိတ်ဝင်စားဟန်မပြပေမယ့်သူ့အကြောင်းကိုသိနေတဲ့ EAO တချို့ကတော့သူကာကျုပ်ဖြစ်ပြီးချင်းစိတ်ယုံကြုတ်စီစာတွေပို့လာပါလေရောဘာတွေရေးထားလဲဆိုတော့တမတော်အနေနဲ့တာလွန်အင်အားပို့မသုံးဖို့ပြည်တွင်းစစ်မှာလေရင်တွေပို့မသုံးဖို့နဲ့လက်နက်ကြီးတွေကိုတရလွန်အလွန်ကြိုမသုံးဖို့ရေးထားသည်စားကာကျုပ်တစ်ရဲဝင်ဦးကတော့မိကွန်နဲ့မိထွန်းဘာအခုမှကြောက်ပါပြီလေဟမ် OTS ရဲဝင်ဦးကွငါ့ကိုခုချိန်မှာအင်္ဂါဂျိုကလာတားရင်တော့စစ်ဖြုတ်ပြပလိုက်မယ် KIA မပြောနဲ့တပီလုံးကအကြမ်းဖက်ဗလက်တွေကိုမကြောက်လို့ဒီကာကျုပ်ယာဒူးကိုယူထားတဲ့ကောင်ကွငါဘာမှတ်နေလေဆိုကအဘသမရကြီးမင်းအောင်လိုင်းကာကျုပ်ဖြစ်စဉ်လက်ထက်ဖျို့ဖျဲဖြစ်နေခဲ့တဲ့တက်မတော်ကြီးကိုတေချာပြင်ဆင်တယ်စုဖွဲ့တယ်လိုအပ်တဲ့တက်မတော်သားအရေးအတွက်နေရာမှာပေါ်တာတွေလိတ်ဆွဲပလိုက်တယ်အဲဒီနောက်သူတာဝန်ယူပြီး3လတာကာလအတွင်းတက်မတော်အနေနဲ့မြို့အချို့ကိုပြန်လည်သိမ်းပိုက်လိုက်နိုင်ကဆုံးရှုံးမှုအနေနဲ့ဘာမှမပြောပါတော့တဲ့တက်မတော်သားစစ်6000ကျော်ပေါ်တာစစ်သား1000ကျော်တန်ကြပ်ကာတစ်စီးဂျိုင်ရိုကော်ပတာ3စီးပါရာမော်တာ2စီးနဲ့အတူရဟတ်ယာဉ်1စီးသာပျက်စီးဆုံးရှုံးခဲ့ရတယ်ဗဒတ်တွေအနေနဲ့ကတော့တက်မတော်ရဲ့ထိုးစစ်ကြောင့်တပ်သားချို့ဆုံးရှုံးမှုရှိခဲ့တဲ့အပြင်ဒီ3လတာကာလအတွင်းတနက်အလက်20ကြီးစံ200ကျော်တောက်လက်စအရက်ပလင်6လုံးမြေပဲလော်စိတ်တို့အပြင်တောက်လက်စပဲကြီးလော်ပွဲကြီး2ပွဲပါတင်စီခံခဲ့ရတယ်ဒါဟာ2021ခုနှစ်တက်မတော်မှာအာဏာထိန်းပြီးတဲ့နောက်အဖကာချုပ်ကြီးလက်ထပ်ပေးလိုက်ရတဲ့လက်နက်တိုက်ဖော့ကာအပြစ်ထက်စာရင်အလွန်ပမာဏညော့နေတယ်ဆိုပေမဲ့တက်မတော်အနေနဲ့ပထမဦးဆုံးပြန်လည်ရယူလိုက်နိုင်ပြီဆိုတဲ့သဘောဒါကြောင့်လေကျွန်တော်တို့ကာချုပ်သစ်ရဲဝင်ဦးကကျင်းထားတာဟဲ့အောင်တူဟာဆုံးရှုံးခဲ့ရတဲ့တက်မတော်သားတွေအတွက်အတိုးကမကအရင်မှပြန်တောင်းပါဟိုကောင်မိထွန်းနဲ့မိကွန်လဲလွတ်မယ်မထင်နဲ့